ဒီလူဟာအိမ်ပြန်လမ်းမရှိပဲပစိဖိတ်သမုဒ္ဒရာထဲမှာရပ်ပေါင်း438ရက်တိုင်တိုင်မျောပါပျောက်ဆုံးခဲ့သူပါဒါပေမဲ့သူဘလို့နီးနဲ့မဆိုအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်သူ့နာမည်ကဂျိုဆာဗေဒို ရိုဗရင်ဂက်ပါအယ်ဆာဗေဒိုနိုင်ငံကတန်ငါသေးတူပေါ့2012ခုနှစ်နောက်ပိုင်းမှာသူဟာမက္ကဆီကိုကနေ2ရက်တာခရီးစဉ်ဖြစ်ပင်လယ်ထဲကိုစတင်ထွက်ခွာခဲ့ပါတယ်သူရဲ့နောက်ထပ်တန်ငါသေးတယောက်ရဲ့သူတို့ရဲ့လှေငယ်လေးတစ်စင်းရဲ့ပေါ့ဒါပေမဲ့ကမ်းခြေကနေထွက်ခွာပြီးတိတ်မကြခင်မှာပဲအရာအလုံးလွှဲချော်ကုန်ပါတယ်ပြင်းထန်တဲ့မုန်တိုင်းတစ်ခုတိုက်ခတ်လာပြီးလှိုင်းလုံးကြီးတွေကသူတို့လေကိုရိုက်ခတ်ခဲ့တာကြောင့်အင်ဂျင်ပြတ်သွားခဲ့ပါတယ်ရေဒီယိုဆက်သွယ်ရေးပါပြတ်တောက်သွားခဲ့ပြီးနိုင်ပိုင်းတွင်းမှာပဲပင်လယ်ရေစီးကြောင်းကသူတို့ကိုပစိဖိတ်သမုဒ္ဒရာရဲ့အဝေးကြီးကိုဆွဲခေါ်သွားပါတော့တယ်အစပိုင်းမှာတော့သူတို့ပါလာတဲ့အစားအစာနှဲငယ်နဲ့အသက်ဆက်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒါတွေကုန်သွားတဲ့အခါဂျိုဆာနီလန်းရှာခဲ့ရပါတယ်သူဟာငါးတွေကိုလက်ပလာနဲ့ဖမ်းခဲ့တယ်လို့တခါတရံလိတ်တွေနဲ့ငှက်တွေကိုပါဖမ်းယူခဲ့ပါတယ်တခြားရွေးချယ်စရာမရှိတာကြောင့်သူတို့ဓာတွေကိုအစိမ့်လိုက်စားခဲ့ရပါတယ်ရေအတွက်ကတော့မိုးရွာဖို့ဆူတောင်းခဲ့ရပြီးရသမျှမိုးရေစက်တွေကိုပလင်းဟောင်းတွေထဲမှာစုဆောင်းခဲ့ရပါတယ်ရက်တွေကနေရက်တက်ပတ်တွေကနေလတွေဖြစ်ပြောင်းလဲလာတဲ့အခါသူတို့တကယ်ပျောက်ဆုံးနေပြီဆိုတဲ့အမှန်တရားကိုလက်ခံလိုက်ရပါတယ်လေးလနီးပါးကြာပြီးနောက်မှာတော့သူ့ရဲ့အဖေဖြစ်သူဟာဆက်ပြီးတောက်မခံနိုင်တော့ပါဘူးအခုတော့ဂျိုးဟာအဆုံးမဲ့တဲ့ပစိဖိတ်သမုဒ္ဒရာထဲမှာတိတ်ဆိတ်စွာနဲ့တယောက်တည်းကြံရစ်ခဲ့ပါပြီသူ့ရဲ့စပင်တွေရှည်လာပြီးခန္ဓာကိုယ်ကအားနည်းလာပေမဲ့သူဟာအရှုံးမပေးဘဲအသက်ရှင်ဖို့ကြိုးစားခဲ့ပါတယ်နေ့စဉ်နဲ့အမျှတိုက်ပွဲဝင်ခဲ့ပြီးနောက်ဆုံးမှာတော့ပင်လယ်ထဲမှာ438ရက်ကြာပြီးကီလိုမီတာဆက်တဲ့တူညနီးပါးအကွာအဝေးကိုရောက်ရှိသွားတဲ့အခါသူ့ရဲ့လှေငယ်လေးဟာမာရှော်ဝက်စ်ဝမ်ကမ်းခြေကိုစိုက်ကပ်သွားခဲ့ပါတယ်နှစ်ရက်တာငါးဖမ်းခီးစဉ်ဖြစ်စတင်ခဲ့တာဟာတမိုင်းတစ်လျှောက်သမုဒ္ဒရာထဲမှာအကြာရှည်ဆုံးအသက်ရှင်ကျန်ရစ်မှုဖြစ်လာခဲ့ပါတော့တယ်ကမ္ဘာတဝန်းကအချက်လက်တွေကိုသိချင်ရင်တော့ world location ကို follow လုပ်ထားလိုက်ပါ